ဝင်ငွေမကောင်းတဲ့ trainer တွေလောက်တတ်တဲ့အမှားတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆို content မတင်ခြင်း content တင်တာနဲ့ဝင်ငွေနဲ့ဘာဆိုင်လဲဆိုကျွန်တော်ရှင်းပြပေးမယ် Facebook page တွေဖွင့်ထားတဲ့မိတ်ဆွေတွေသိတယ်သင်တန်းကျွန်တော်တို့ကြော်ညာဖို့အတွက် boost တွေ budget တွေသုံးတယ်ထင်သလောက်ရောက်မနေဘူးအဲ့တော့ကမ္ဘာမှာလက်ရှိရှင်ကျန်တဲ့အကောင်းဆုံးသော marketing strategy ဒီ content marketing ဖြစ်တယ် content ဆိုတာဘာလဲကျွန်တော်တို့ရဲ့တတ်သိထားတဲ့အသိပညာအတတ်ပညာကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုတွေကိုလူတွေကိုတင်ဆက်ပေးခြင်းနဲ့ဈေးကွက်ထဲမှာကျွန်တော်တို့ဒီတခြားသူတွေနဲ့မတူဘဲကွဲပြားစွာရပ်တည်နိုင်တယ်ကျွန်တော်တို့ရဲ့အတွေးအခေါ်အယူအဆကျွမ်းကျင်မှုတွေကိုချပြဖို့အတွက်အကောင်းဆုံးနည်းလမ်းဖြစ်တယ်စာ content တင်လို့ရတယ် video content တွေတင်လို့ရတယ်ပုံ content တွေတင်လို့ရတယ်ဆိုပါစို့အဓိကဒီ content create လုပ်တဲ့အခါမှာမိတ်ဆွေတို့ပတ်ဝန်းကျင်မှာ gym trainer ကလေးတွေကျွန်တော်မြင်ရလိမ့်မယ် online ပေါ်မှာလည်းတွေ့နိုင်တယ်အောင်မြင်နေတဲ့ကလေးနဲ့အောင်မြင်နေဆိုတာငွေကြီးအတိုင်းအတာရလူသိများမယ်ဝင်ငွေအရန်ကောင်းနေတဲ့ကလေးတွေနဲ့ဝင်ငွေမကောင်းတဲ့ကလေးတွေရဲ့အရေးချင်းချင်းရှင်အများကြီးကွာမနေဘူးတခါတလေမှာအောင်မြင်မှုဘာမှမရသေးတဲ့ကလေးတွေကအရေးချင်းပိုရှိနေတတ်တာမျိုးကျွန်တော်တို့တွေ့ရတတ်တယ်ဒါပေမဲ့ဒီဘက်ကသူတို့လောက်မှအရေးချင်းမရှိတဲ့ကလေးတွေဝင်ငွေအများကြီးဘာကြောင့်ရနေလဲဆိုရင်သူတို့ရဲ့အသည့်တွေကိုအရှိဖြစ်ပြောင်းနိုင်တဲ့ပညာရက်အလွယ်ဆုံးပြောရရင် content create လုပ်ပြီးလူတွေကိုချပြနိုင်တယ်အဲ့တော့မိတ်ဆွေကအရေးချင်းရှိတယ်ဒါပေမဲ့ point တစ်ခုမှာပိတ်နေတယ်ဆိုရင်ဒီပိတ်နေတဲ့တစ်ခုတည်းသောအသားစီးဒီ content အဲ့ဒီ content ကိုတချို့ကတော့ content တင်ပါရဲ့ဒါပေမဲ့ပြတ်တောင်စဉ်ဆက်မပြတ်မရှိနေဘူး trainer တွေ content တင်မှုဘယ်အရာကအခက်အခဲဖြစ်လဲဆိုတခြားသူတွေကကိုယ့်ကိုဘယ်လိုမြင်ပါလဲကိုတင်တဲ့ content တွေကသူများနဲ့ထူးမခြားနာဖြစ်နေဘယ်လိုလုပ်မလဲကိုကဈေးကွက်ထဲမှာသူများနဲ့မတူဘဲနေရာတနေရာ differentiate လုပ်ပြီးတော့ position နဲ့နေရာလိုချင်တယ်ဆိုရင်ဒီနေ့ခေတ်က AI ခေတ်ဗျာ AI ကိုသုံးပြီးတော့ကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုတွေနဲ့ပေါင်းထည့်ပြီးတော့ဘယ်သူနဲ့မှမတူတဲ့ content မျိုးတွေဖန်တီးလို့ရတယ်လူတွေကိုမျှဝေအကျိုးပြုရင်ရတယ်ကျွန်တော်တို့ရဲ့ personal branding business branding ကျွန်တော်တို့တိဆောက်လို့ရတယ်ဒါဆိုရင် content ဘယ်လောက်အရေးကြီးတယ်မိတ်ဆွေသတိထားမိလာမှာဖြစ်တယ် content create လုပ်နိုင်ဖို့အတွက်လေ့လာပါသင်ယူပါကျွန်တော်လေးလပိုင်းအစမှာ monetize your passion လို့ခေါ်တဲ့သင်ရဲ့ဝါသနာသင်ရဲ့ကျွမ်းကျင်မှုကိုဝင်ငွေအဖြစ်ပြောင်းလို့ရမယ်အထူးသဖြင့် fitness trainer တွေအတွက် target ထားပြီးရည်ရွယ်ထားတဲ့သင်တန်းလေးတစ်ခုရှိတယ်အဲ့ဒါမှာ fitness marketing တွေ sales တွေအကုန်ပါတယ်နံပါတ်1တစ်ချက်ပဲပြောမယ်ဆို content create လုပ်ခြင်း framework 21ခုကျွန်တော်ပါတယ်အဲ့ဒီ framework တွေကိုအသုံးချပြီးတော့တစ်နှစ်စာ content plan ခင်ဗျာဆွဲလို့ရတယ်တနေ့ကိုဘယ်နှပုတ်တင်ရင်လဲ content create လုပ်လို့ရတယ်ပေါ်ပေါ်ပဲမဟုတ်ဘဲနဲ့ content တစ်ပုတ်တိုင်းဒီနံပါတ်1ကိုယ့် follower တိုးရင်တိုးမတိုးရင်နံပါတ်2ဝင်ငွေတိုးစေမယ်အကြောင်းအရာဖြစ်စေရမယ်အဲ့တော့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ page CV ကို boss လို့ message ပို့ခဲ့ပါ admin တွေအသေးစိတ်ရှင်းပြပေးပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေအောင်မြင်ကြပါစေ fitness professional တိုင်းဒီအောင်ကြွယ်ဝခြင်းနဲ့ထိုက်တန်ပါတယ်ကျေးဇူးတင်ပါတယ်